ဘောလုံးလောကမှာဆိုတော့အကုန်လုံးလည်းသိပါတယ်ဒါဘယ်လိုပြောမလဲပေါ်မပြနိုင်အောင်ဗမာဘောလုံးလောကအတွက်စိုးရုံမှုကြီးတစ်ခုပါပဲ ဘလိုပဲဖြစ်ဖြစ်ဆရာကတကယ်စိတ်ထားကောင်းတဲ့လူလည်းဖြစ်တယ်။ကိုကြီးတက်တဲ့လူလည်းဖြစ်တယ်ဆိုတော့အခုချိန်မှာလည်းဆရာကောင်းအောင်ရောက်နေပါဘူး။အခုလိုကိုပွဲကန်နေတာကိုလည်းဆရာတင်ရနေကြည့်ရင်ကြည့်နေပါ ပထမဆုံးပြောမယ်ဆိုတော့ဗျာကျွန်တော်ဒီဘောလုံးလောကအတွက်တော့ပေါ့နော်ဒါဦးတမြောက်ပေါ့နော်ဒီလိုဘောလုံးလောကအတွက်တော့ဒါတကယ်ဆုံးချုံမှုတစ်ခုပါပဲဘာဖြစ်လို့လဲဆိုတော့ तू ကဒီဘောလုံးထဲမှာပဲပေါ့နော်ဘောလုံးထဲမှာပဲအချိန်ကြီးအများဆုံးအကုန်ခံခဲ့တာပဲဗျာအခုလိုမျိုး तू မတော်တယ်မယ်ပေါ့နော်ဒီလိုမျိုးတော့ပါတော့တကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ် မတရားအနေနဲ့ကတော့ဒါဒီဘက်ကလာ join တာပေါ့နော်ကျွန်တော်လည်းပြီးတော့ကျွန်တော်တို့ကိုကြောက်လည်းဘဏ္ဍာခေါ်မှာရောကျွန်တော်လည်းရေးသမားတွေကြောက်လည်းကျွန်တော်တို့ကတူတူတွဲကစားခဲ့တယ်ကျွန်တော်တို့စတက်ကစားမှာကျွန်တော်တို့အများကြီးသူနဲ့တွဲပြီးတော့ဒုရှိရပညာတွေအများကြီးကျွန်တော်တင်ပြီးတော့ကစားခွင့်ရတယ်အဲ့ဒါကြောင့်လည်းဒီလိုအခြေအနေကြီးကြောက်လာတော့တူပြီးတော့သူ့အမတ်တရပွဲတွေကစားရတော့ကျွန်တော်ဝမ်းနဲ့ဝမ်းတာပါစိတ်လည်းမကောင်းပါဘူးပြီးတော့ကျွန်တော်ကိုဆုံးရှုံးသွားတဲ့အတွက်လည်းကျွန်တော်အများကြီးနစ်နာပါဘောလုံးလောကအတွက်ကျွန်တော်နဲ့အကူနဲ့ဆိုရင်ကျွန်တော်တို့ကအခု16နှစ်အရှက်လူငယ်ပေါ့နော်ကျွန်တော်ရဲ့ကိုစိုးမြတ်မင်းရယ်ပြီးတော့ကစားပြီးတော့ကျွန်တော်တို့ဘဏ္ဍာခွန်အတင်းကလာချိတ်တယ်ပြီးတော့အမတ်တရတော့ကျွန်တော်ပထမအဦးဆုံးဂျပန်ဂျူဝီတို့ယူတာပေါ့နော်ဘရာဇီးတင်းကောင်းဆောင်ဒေါန်ဂါကြီးတို့နဲ့ကျွန်တော်တို့ဂျပန်အာရှကလပ်ချန်ပီယံမှာကျွန်တော်ကိုတင်းမြောင်လုံးနဲ့တွဲပြီးတော့ကျွန်တော်ပထမအဦးဆုံးထွက်ပြီးတော့နိုင်ငံတကာအဲ့လိုကစားခဲ့ရပါအဲ့လိုဂျူဝီတို့ယူတာအဲ့ဒါတော့ကျွန်တော်တို့ကတော့အမတ်တရပေါ့ပြီးတော့ကျွန်တော်နဲ့အများကြီးအကူနဲ့အမတ်တရအများကြီးရှိခဲ့ပါတယ်မြန်မာဘောလုံးလောကမှာဆိုတော့အကုန်လုံးလည်းသိပါတယ်ဒါဘယ်လိုပြောမလဲပေါ်မပြနိုင်အောင်ဗမာဘောလုံးလောကအတွက်စိုးရုံမှုကြီးတစ်ခုပါပဲဒီကိုဆုံးရှုံးသွားတော့ပြီးတော့ဘောလုံးလောကတစ်ခုလုံးလည်းသိပါတယ်သူ့အကုန်လုံးကလည်းကစားတဲ့အချိန်မှာရောနီးပြဘဝမှာအကုန်လုံးကသူ့ကစားသမားတိုင်းလည်းချစ်တယ်သူ့လည်းအားလုံးကတန်ဖိုးထားကြပါအဲ့ဒါကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံဘောလုံးလောကကြီးအတွက်အများကြီးဆုံးရှုံးတယ်အားလုံးတော့ကျွန်တော်ကိုလည်းအေဂျင့်နဲ့ဘွားကြီးကိုတော့ရောက်သွားပါပြီကောင်းမှရောက်နေပါပြီအခုဆိုရင်အဲ့ဒါကြောင့်ကျွန်တော်ကောင်းပါအေးစေကြောက်ပါလေဆုတောင်းပါဒါကတော့ဆရာအတွက်ရည်ရွယ်ပြီးတော့လုပ်ပြီးတဲ့ပွဲလေးဆိုတော့ကိုလည်းတက်နိုင်တဲ့ဘက်ကလာပြီးတော့ပါဝင်အားဖြည့်တာပေါ့နော်ဆရာကိုအမှတ်တရရှိတဲ့အနေနဲ့ပေါ့နော်ပြီးတော့ဥတင်ကလည်းကိုငယ်လေးတွေကကိုဘောလုံးသမားတော့မဟုတ်ပါဘူးကိုကြောင်းတက်နေတဲ့ကဒါကိုသူ့လက်ပုံမှာပဲကြီးလာတယ်ဆိုလည်းပြောလို့ရတာပေါ့လေအဲ့လိုအနေထားဆိုတော့ဘာဖြစ်အခုလိုဘယ်လိုစောစီးထော်သွားတော့ရဟန်းကိုနှမျိုးရဲစိတ်လည်းမကောင်းဖြစ်ဘူးအဓိကတော့ဘောလုံးသမားတွေကတော့ဒီဘောလုံးကွင်းမှာပဲဆုံးပြကြတာပေါ့လေအခုလိုမျိုးအမှတ်တရပွဲတို့ဒါဥတင်အတွက်ရည်ရွယ်ပြီးလုပ်တယ်ဆိုတော့လေဒါဆရာသမားလည်းဖြစ်တယ်နောက်ကိုယ့်ရဲ့ဦးလေးလိုမျိုးပေါ့နော်ကိုယ့်ကိုလည်းဘောလုံးသမားဖြစ်အောင်အများကြီးတင်ကြားပေးခဲ့တဲ့လူလည်းဖြစ်တယ်ဆိုတော့အားလုံးကလည်းတန်းတန်းလောက်ကူညီပေးကြတာပါအဲ့လိုဘယ်လိုဖြစ်ဘောလုံးသမားတွေကတော့
ဘယ်လိုပြောမလဲဒီတယောက်ဟိုတခုဖြစ်ပြီဆိုတာနဲ့အဲ့လိုစီးလုံးနဲ့ရှိရတော့ဒါကောင်းပါတယ်ကောင်းတဲ့လက္ခဏာပေါ့နော်ပြီးတော့အမတ်တရအနေနဲ့ဆိုတော့ဟိုကိုဒီကတ်ဆန်အောင်ရောက်တဲ့အချိန်ဒီကိုတက်ကတ်တလိုက်တာပေါ့နော်အဲ့ဒီအချိန်မှာဥတင်ကသူဒီစကိုးကကိုအရင်ဆုံးပေါ့နော်ပြီးတော့ကိုကတော့မှဖြစ်ပါမလားပေါ့နော်ဒါမဟုတ်ဖြစ်အောင်မင်းကငါယုံနေပေါ့နော်ရအောင်ရတယ်ငါနာမည်ယူပြီးတော့တေချာလေးစူးစမ်းဆိုပြီးတော့တကယ်ဟိုနောက်ကနေပြီးတော့တိုက်တွန်းပြီးတော့တကယ်ဟိုဒီဘောလုံးသမားဘဝကိုအစပြုပေးခဲ့တာဟုတ်ဘာဖြစ်ဖြစ်ဒီလိုဟိုမျိုးကြီးတဲ့တော့ဟိုဒီလိုဖြစ်သွားတော့တကယ်ကိုစိတ်မကောင်းဖြစ်ဘူးပေါ့နော်ဒါပေမဲ့လည်းတစ်ဖက်ကပြန်တွေးကြည့်လို့ရှိရင်လည်းဆရာခံစားနေရတဲ့ဝေဒနာတွေကအများဆုံးဟိုဒီမှာတက်တာတိတ်မခံစားတော့ဝေဒနာမခံစားတော့ဘူးနော်နောက်မလို့ခံစားနေရတာဆိုလို့ရှိရင်ဟိုကိုလည်းဒီစိတ်မချမ်းသာဘူးပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ဆရာကတကယ်စိတ်ထားကောင်းတဲ့လူလည်းဖြစ်တယ်ကိုကြီးတက်တဲ့လူလည်းဖြစ်တယ်ဆိုတော့ဟိုအခုချိန်မှာလည်းဆရာကောင်းအောင်ရောက်နေပါဘူးလို့ကိုပွဲကန်နေတာကိုလည်းဆရာတနေ့ကနေကြည့်ရင်ကြည့်နေမှာကဲပါဒီနေ့ပွဲလေးကတော့ဒါကျွန်တော်ဥတည်မြောင်ကြီးရပြောပေါ့နော်ဒီဥစ္စာလည်းကျွန်တော်အမှတ်တရဘောလုံးကစားတဲ့ပွဲလေးပါဗျဟုတ်ပါတယ်ကိုဒီမှာတော့အကုန်လုံးအခုလူပြန်စုံပါတယ်ကျွန်တော်ဒီမနာခွန်လေးစင်ဟောင်းနေပေါ့နော်နောက်နိုင်ငံလေးစင်ဟောင်းနေပေါ့အကုန်လုံးစုံတဲ့ပွဲလေးပါဘာဖြစ်ဖြစ်ဒီပွဲလေးကတော့ဥတည်ကိုအမှတ်တရဖြစ်တဲ့အနေနဲ့ပေါ့နော်ကျွန်တော်ဒီပွဲလေးကိုဒါကစားခြင်းဖြစ်ပါတယ်ပထမဆုံးပြောမယ်ဆိုတော့ဗျာကျွန်တော်ဒီဘောလုံးလောကအတွက်တော့ပေါ့နော်ဒါဥတည်မြောင်ပေါ့နော်ဒီလိုမျိုးဟိုဘောလုံးလောကအတွက်တော့ဒါတကယ်ဟိုဆုံးချုံမှုတစ်ခုပါပဲဘာဖြစ်လို့လဲဆိုတော့ तू ကဒီဘောလုံးထဲမှာပဲပေါ့နော်ဘောလုံးထဲမှာပဲအချိန်ကြီးအများဆုံးအကုန်ခံခဲ့တာပေါ့ဗျာအခုလိုမျိုး तू မမျှော်လင့်မှန်းပေါ့နော်ဒီလိုမျိုးထွက်ခွာသွားတော့တကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ်ဗျာဟုတ်ကဲ့ပါအခုလိုမျိုးပေါ့နော်ဒါဥတည်မြောင်အတွက်ပေါ့နော်ကျွန်တော်တို့ဒီအခုလေးစင်ဟောင်းနေရောကျွန်တော်တို့ဘဏ္ဍာခွန်ဟောင်းနေရောပေါ့နော်ဒီလိုမျိုးအပတ်တရလေးပေါ့နော်အခုလိုမျိုးကစားခွင့်ရတဲ့အတွက်တော့ဒါဥတင်လဲဒီအပြင်ကတော့ကြည့်ပြီးတော့ပေါ့နော်သူလည်းဒီကောင်းအောင်ဘုံဘွားကိုကြောက်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်သူလည်းဒီကောင်းမွန်ဘွားကိုကောင်းအောင်ဘုံဘွားကိုပေါ့နော်ရောက်ရှိပါသေးလို့ကျွန်တော်လည်းတင်ညာနေတော့ပါဆုတောင်းပါတယ်ဗျာ